ကျွန်တော်မှမြည်လေးရှိရဗျအမြည်လေးဆင်ပြီးဖို့ကျွန်တော်ကြိုးစားနေပါတယ်ဗျဟုတ်ကဲ့တတ်တုံသူရဲ့အတီးတွေနဲ့ရှင်မဲရောင်းမှဆိုစိတ်ကြွယ်ရပုံပဲစိတ်ပူရပါနော်အဲ့နဲ့ကျွန်တော်မှအဲ့မှာအပြအကြကိမ်မဲတောင်းနေတော့အဖြေရပါအဲ့ဒါလေးအမှတ်တရတော့နော်ကျွန်တော်မင်္ဂလာပါဗျကျွန်တော်နာမည်ဥထိန်လင်းပါဗျအသက်က63နှစ်ကျွန်တော်တောင်သူလောက်ခဲ့တာတော့ဒီပေါင်း40လောက်ကျော်ပြီပေါ့ဗျမိသားစုဝင်အားလုံး9ယောက်ပေါ့ဗျတာသမီးက3ယောက်ဒါပေမဲ့အမျိုးသမီးကတော့ခုဆုံးသွားပြီ3နှစ်စီသွားပြီပေါ့ဗျနော်ဟုတ်ကဲ့အမတ်တရားဆိုကျွန်တော်တို့ကဒီမိသားစုတွေစုံပြည်စုံနေတော့အချိန်တော့ဗာလုံငါးမဖြစ်အကုန်လုံးတိမ်ပင်ဆွေးနွေးပြီးလောက်ရတာပေါ့နော်ခုချိန်ကျတော့ကိုတယောက်တည်းပဲဆုံးဖြတ်မယ်လောက်ရတဲ့အပိုက်နေအဲ့လိုလေးတွေရှိတာပေါ့နော်အတိကတော့အဲ့ဒါပဲဗာမှတော့မရှိပါဘူးပိုးပန်းတဲ့ဥစ္စာတော့ပြောတော့အစီရှိမှတင်တယ်အမျိုးသမီးကျွန်တော်ကဒီကျွန်တော်ကျောင်းဆရာအတတ်တင်တရနဲ့ဒီသူတို့ကတုံတူလေသမားကြီးရတင်တန်းဆိုအဲ့မှာလာတက်ကြအဲ့မှာကျွန်တော်ကဒီပြည့်နေတောင်ဖက်ဆန်းရွာသူကဒီလေပြင်းအဲ့မှာဒီမှာကျွန်တော်တငယ်ချင်းရှိရသူတို့မြို့ပိုင်းရတင်တန်းလေးလာတက်နေတယ်စစ်မှုမှာတောင်ကြီးစစ်မှုမှာအဲ့တက်လေမလို့နေလိုက်မလားဆိုတော့ကျွန်တော်လည်းကြောင်းပိုက်နေတော့ပြင်းနေအဲ့ဆိုလိုက်ခဲမယ်ဆိုပြီးမှအဲ့မှာကျွန်တော်တို့တွေးကြပါနော်ကျွန်တော်ကြိုက်တယ်ဆိုပြီးကျွန်တော်တွားတော့အဲ့မှာပြဿနာဘယ်လိုဖြေလိုက်တော့ဆိုတော့တီတီစီကွန်လေးတရောအမြဲလာတောင်းချနေတယ်ဗောအဲ့မှာအဲ့လိုလေးဖြီးတာအဲ့မှာသူတို့တင်နာမှုတွေခေါ်ဆဲတယ်အဲ့ညာခင်ကကျွန်တော်ဝင်လာတဲ့အချိန်နဲ့တင်နာမှုကသူတို့ပြောပြီးရှင်းလာတဲ့အချိန်အဲ့ဒါကျွန်တော်ခေါ်ဆဲတာဗောအမင်းဒီခဏခဏလာနေဒီအမျိုးသမီးနဲ့ဘယ်လိုပတ်တဲ့နေအောင်ပါအောင်ဆိုတော့သူ့ပုံစံကြည်လင်လဲမိုက်ကကြီးနဲ့ဆိုတော့ကျွန်တော်ကဘာမှမပါသေးဘူးပြောကျွန်တော်ပဲ7 month ထူမှသူပါအဲ့နဲ့ကျွန်တော်လည်းဘာမှတော့တခုမှလည်းချီတယ်မပြောသေးပါဘူးလားဒီအမျိုးသမီးကကျွန်တော်နဲ့စေစပ်ထားပြီးသားကြီးပြတရားပြန်လက်ထားမှလို့ပြောချတယ်အဲ့ဆိုအာလူလားလေတော်လေအဲ့မအဲ့လူကြီးရောကျွန်တော်အမှတ်တရစီခေနော်အဲ့နဲ့အပေါ်တက်ချသွားတော့အဲ့တော့ခမလာရတော့လေအဲ့ကိုယ်တိုင်လင်းလာလို့ဒီမှာခုတင်နာမှာပြဿနာအကြီးကျယ်တက်တယ်ဘောနော်အဲ့ဒါခုတင်နာမှုကဆက်ဟိုကိုယ်တိုင်နေဆဲမလို့စောင်းနေတာလေအဲ့ဒါဘလို့ပြောလိုက်လို့တော့တင်နာမှုကရေပန်းသွားခဲ့ရတယ်အဲ့နဲ့ကျွန်တော်လည်းအဲ့ဒါလေးပြောလိုက်တာဘောနော်ကျွန်တော်ဟိုဘာမှမပတ်သေးဘူးလို့ပြောကျွန်တော်အဆက်ခံရမှာလို့ကျွန်တော်ဟိုလက်စိတ်ဆက်ထားပြီးသားကြီးလို့တရားပြန်လက်ထမှကြီးလို့ပြောလိုက်တယ်ဆိုဟာစော်ကားတယ်ပါအဲ့နဲ့ကျွန်တော်မှအဲ့မှာအပြအကြကိမ်မဲတောင်းနေတော့အဖြေရပါအဲ့ဒါလေးအမှတ်တရတော့နော်ကျွန်တော်တို့စာလုံးတုံးကဆိုရင်ဒီမြေစီလွာလေးလည်းမပြည့်စည်ကေဟာစနီးတွေမပြည့်စည်သေးဘူးလို့ပဲပြောရမှာဗျာနော်ဘုဒ္ဓဆေးတွေလည်းအဲ့လိုမတုံးရဘူးကျွန်တော်တို့လည်းဒီတိုင်းပဲထေကြီးတွေစနီးတကြလုံးပဲကျဲလိုက်တာပဲအချိန်တန်တိနာလေးတိုင်းလိုက်အဲ့လူကြီးပြအဲ့တုန်းကအဲ့နဲ့တဖြည်းဖြည်းဒီပိုးလေးအမျိုးစုံကြလိုက်အချိန်မှာကျွန်တော်ဘာပိုးလေးကြတယ်ဘလို့ဖြစ်တယ်ဆိုတော့ကျွန်တော်တောင်သူတွေမှာမသိဘူးအချိန်တော့ဆိုလုပ်ငန်းဆုံးတာတွေအများကြီးကျွန်တော်တို့ဖြစ်ခဲ့တယ်အမခန်းကြီးတီးစိုက်လိုက်တယ်ကျွန်တော်တို့အတီးလေးတီးတော့မှဆိုအပြန်အဲ့တူဒီစုပ်စားဖို့လေးကြောင်းလေးအဲ့လိုလေးကျွန်တော်တို့အဲ့ဒါအများကြီးကြုံခဲ့ရတယ်အဲ့တော့ပိတ်မှဒီကျွန်တော်ဩဘာလို့ဒီဆေးကုမ္ပဏီတွေကသူတို့တင်တန်းတွေခေါ်တယ်စိတ်ပြည့်ရတဲ့တင်တန်းတွေပေးအဲ့မှာကျွန်တော်တို့လည်းလက်တွေ့မှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးမေးလေးလဲလေးလာဘောနော်အဲ့လိုလေးလောက်ရင်းနေမှာဒီပြဿနာတွေကိုကျွန်တော်ခေါ်ကြော်လွှမ်းနိုင်တဲ့အပိုင်းတွေကျွန်တော်တို့တွေ့ရပါတယ်ခုလုံနေတဲ့ဧကကတော့အလုံးကကျွန်တော်လေရောဆိုရင်လေလည်းရှိရပြကျွန်တော်အဲ့ဒါ30ဧကလောက်ပဲရှိရပြကျွန်တော်လေးဟုတ်ကဲ့အဲ့လိုအခက်ခဲတော့ကျွန်တော်တို့နံပါတ်1အခက်ခဲတော့ကျွန်တော်ရသည်ဥတူပဲဗျာဟုတ်တယ်ဘာလို့ဆိုကျွန်တော်တို့အတွေ့အကြုံရနိပညာတွေဘယ်လောက်ပဲကျွမ်းကျင်အရင်နည်းတွေဘယ်လောက်ပဲတန်နေတယ်ရသည်ဥတူတွေဖော်ပြန်လိုက်ပြီဆိုကျွန်တော်တို့မှတစ်ခါတည်းဆိုအဆုံးနေနေရင်ဆိုင်ရပါတော့နောက်ဒုတိယအခြေတော့စစ်ကွဲပေါ့စစ်ကွဲလေးနေလဲကျွန်တော်တို့ရင်ဆိုင်ရဖူးတဲ့တခါကျကျွန်တော်တို့စနီတကြလောက်ဒီမှာရုံးလို့တော့မရဘူးရုံးလိုက်ပြန်တော့ဥမာကျွန်တော်တို့စေးတွေကဒီကအတီးတွေဆူပြီးရင်တွားရုံးမယ်ဆိုရင်အတီးဆူခါလေးတော့မရဘူးအဲ့လိုမျိုးတွေကျွန်တော်တို့ကြုံခဲ့ဖူးပါဗျာအဲ့ဒါတွေလည်းကျွန်တော်တို့အခက်ခဲတော့အဲ့ဒါပါပဲစိတ်ပြေးလုပ်ငန်းပြီးရင်ကျွန်တော်တို့ဒီဘက်မှာဟိုကျွန်တော်ခုပြုံးအချော့ခံတဲ့လုပ်ငန်းတွေနောက်ပဲစီစဲလုပ်ငန်းတွေလည်းကျွန်တော်လုပ်တယ်ဟုတ်ကဲ့ကွန်မန့်မြေဩစာတော့ကျွန်တော်ကဒီမြေဩစာလေးကုမ္ပဏီမျိုးစုံကနေဒီမှာကျွန်တော်တို့တုံးတာပါနော်ဟောတခါတည်းဩဘာကုမ္ပဏီအမှခုချုံလို့ကျွန်တော်သူတို့မြေဩစာကိုစမ်းသုံးပေးဖို့လို့ပြောကျွန်တော်တို့လည်းမှာဝယ်ထားပြီးသားဖြစ်နေတယ်ဆိုတော့ပြီးခဲ့နေရဘလို့ဖြစ်လိမ့်လို့ဆိုတော့အဲ့လိုဆိုရင်လည်းဒီတန်းလေးဝယ်စမ်းပေးပါပေါ့စီပိတ်တာရဲသူယူခွင့်လာပြီးတော့အဲ့မှာကျွန်တော်စမ်းလိုက်တာအဲ့ဒါ
ဘာလို့ဖြစ်လို့ဆိုအတိအပင်ကတဆင်ချင်းအဲ့လိုအရှိန်กว่าတာအဲ့နဲ့ဒီနီးကိုတော့ကျွန်တော်အပြေဝစမ်းကြည့်မယ်ဆိုပြီးမှအဲ့ဒါဒီကိုချွန်းတို့ရဲ့လောက်ညူမှုနဲ့အပြေဝကျွန်တော်တော့သူတို့မြေခေါင်တော့ကောမဆွမ်းအခါပြီးတော့မှခုနောက်ပိုင်းလိုက်တဲ့နောက်လိုက်ကိုကျတော့ကျွန်တော်ဗီဆူပါပဲအတိကကျွေးတာပေါ့နော်ကျွန်တော်တို့တခြားမျိုးအစားတွေတုံးတယ်လည်းတော့ဒါပြီးခင်နီးနဲ့တော့နိုင်စာချင်းကျွန်တော်ခုက3စာလောက်ထွေးနေရတယ်နော်အတိအကြီးတွေးတွေလည်းကောင်းတော့ကျွန်တော်တို့ကဒီတခြားတုံတူရဲ့အတိတွေနဲ့ရှင်ပဲရောင်းမှဆိုစိတ်ကြွယ်ပို့ပဲဈေးပူရပါတော့ဝယ်တဲ့လူလည်းဥစားပေးတယ်ဈေးတဲ့ပူရတယ်အဲ့လိုမျိုးဖြစ်သွားတယ်ဟုတ်တယ်ကျွန်တော်မှမြီးလေးရှိရပြအမြီးလေးဆင်ပြီးဖို့ကျွန်တော်ကြိုးစားနေပါတယ်ဗျဟုတ်ကဲ့အလုပ်တစ်ခုလုပ်လို့ရှိရင်ကျွန်တော်တို့ကပြီးစလွယ်မလုပ်ဖို့ပေါ့နော်တကယ်အလုပ်နဲ့တူအောင်မလုပ်နိုင်ဘူးဆိုရင်လုံးဝမလုပ်နဲ့လုပ်ရင်လည်းကျွန်တော်တို့ကဖြည်းဖြည်းမြော့လုပ်ဖို့အဲ့လိုမှလည်းအောင်မြင်တယ်ဗျနောက်ပြီးကိုရဲ့အတွေ့အကြုံကြီးမဟုတ်ဘဲနဲ့ဒီပညာရှင်တွေရဲ့ပြောတာလည်းအလကားမဟုတ်ဘူးသူတို့ကတကယ်သူတို့လည်းအနေနဲ့အရမှတကယ်စမ်းတာပြီးမှလုပ်တဲ့အတွက်အဲ့ဒါတွေကိုလည်းလိုက်နာဖို့ပေါ့နော်ကျွန်တော်တို့ကဘာလို့သူများပါစမှာလမ်းဆုံးမဲ့ကိုယ့်ကိုစမ်းတာတွေအများကြီးကျွန်တော်တို့မှအဲ့ခက်ခဲတွေအခုဒါကျွန်တော်တို့ကိုတွေ့ပဲလေဆိုတော့အဲ့လိုမျိုးကုမ္ပဏီကလမ်းညွှန်တဲ့ကိုစနစ်တကျလဲစမ်းကြည့်စီချင်ပါတယ်လို့တောင်းတူတွေကိုအဲ့ဒါကျွန်တော်လက်ဆောင်စကားလေးပတ်ချင်ပါတယ်ဗျာ